လာပါမင်္ဂလာပါ The Update News ကနေကြိုဆိုပါရစေအခုလက်ရှိလူထုကြားအမေးများဆုံးဖြစ်နေတဲ့ကျမတို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံမှာဒေသမှုနှုန်းမြင့်မားတဲ့ virus အသစ်တစ်ခုပြန်လည်ကောင်းထောင်လာတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီ virus ရဲ့နာမည်ကတော့အားလုံးနှိပါသိပြီးတဲ့အတိုင်းပဲနီပါ virus ပဲဖြစ်ပါတယ်အခုလက်ရှိအိန္ဒိယနိုင်ငံတောင်ပိုင်းကီယာလာပြည်နယ်မှာဒီပိုးကူးစက်မှုတွေကိုခက်စိတ်စိတ်ပြန်လည်တွေ့ရှိလာရတဲ့အတွက်ဒေသန္တရအစိုးရကိုယ်တိုင်အရေးပေါ်ထိန်းချုပ်နယ်မြေတွေဖြစ်သတ်မှတ်ပြီးကျောင်းတွေရုံးတွေကိုပါယာယီပိတ်ထားရတဲ့အခြေအနေတစ်ခုလည်းဖြစ်ပါတယ်နီပါ virus ကလင်းနိုးနဲ့ဝက်တလိษံတွေကမှတဆင့်လူကိုကူးစက်တတ်တာဖြစ်ပြီးလူချင်းထိတွေ့မှုကနေတဆင့်လဲကူးစက်နိုင်ပါတယ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ချက်လက်တွေရဒီယောဂကူးစက်ခံရပြီဆိုတာနဲ့သေဆုံးနိုင်ခြေကတော့40%ကနေ85%ထိအစာပေါင်းများစွာပြင်းထန်နိုင်တာကြောင့် COVID-19 ထက်တောင်ကြောက်ရမယ့်ယောဂတစ်ခုလို့ဆိုရမှာပါစိတ်မကောင်းစရာတစ်ခုကတော့အခုချိန်မှာဒီ virus အတွက်ကိုတရားဝင်ကာကွယ်ဆေးနဲ့ကုသဆေးတွေကမရှိသေးတာပဲဖြစ်ပါတယ်ဒါကြောင့်ကြိုတင်ကာကွယ်ဖို့အတွက်ဒီသတင်းလေးကိုတင်ဆက်ယူဆိုင်ကြပါလို့တိုက်တွန်းရင်းနဲ့ပဲနောက်သတင်းတစ်ပုဒ်ကိုဆက်လက်တင်ဆက်ပေးသွားပါဦးမရှင်။မှာကြောင့်မှာတင်းမာမှုတွေနဲ့အတူမြန်မာတွေကထိုင်းနိုင်ငံအတွက်တော့ဝင်ဖို့ဖြစ်စီလားတကယ်ရောဟုတ်ရလားဆိုတဲ့မိကုံမျိုးတွေကထိုင်းရောက်မြန်မာတွေကြောင့်မှာပြင်းပြင်းထန်ထန်ရိုက်ခတ်မှုတွေရှိနေပြီးလူသားမောင်းများစွာသိကျင်နေတဲ့မိကုံတွေကိုယနေ့ထိုင်းအမတ်တူကိုယ်တိုင်ကအချက်လက်နဲ့တကွာအခုလိုဖြေရှင်းလိုက်ပါတယ်။ Miss Tizana ကတော့ကိုရတွေပေါ်မှာပြန့်နှံ့နေတဲ့အမုန်းစကားတွေနဲ့အတူအမြင်လွဲမှားမှုတွေကိုပါဒီလိုအချက်လက်တွေနဲ့တကွာအခုလိုခုခံပြောဆိုသွားခဲ့ပါတယ်။သူမကမြန်မာလုံသားတွေဟာထိုင်းနိုင်ငံရဲ့ဝင်ထုတ်ဝင်ပိုးတွေမဟုတ်ပါဘူး။သူတို့ကထိုင်းစီးပွားရေးရဲ့အရေးပါတဲ့မောင်းနှင်အားတွေသာဖြစ်ပါတယ်လို့အခိုင်အမာပြောကြားလိုက်တာပါ။ကဲတော့ထိုင်းနိုင်ငံရဲ့အဓိကကဏ္ဍတွေဖြစ်တဲ့စောက်လုပ်ရေးငါးလုပ်ငန်းနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာမြန်မာလုပ်သားတွေသာမရှိခဲ့ဘူးဆိုရင်ဒီလုပ်ငန်းရန်ရရေးတစ်ခုလုံးကရက်တန့်သွားနိုင်တဲ့အထိကိုအရေးပါနေတာပဲဖြစ်ပါတယ်။ဒါရင်မကသေးပါဘူး။အခုနောက်ပိုင်းမှာမြန်မာနိုင်ငံသားတွေဟာအိမ်ချမ်းမြေကမ်းနားနဲ့စီးပွားရေးလုပ်ငန်းကြီးတွေမှာပါဗတ်တမ်းပေါင်းများစွာရင်းနှီးမြှုပ်နှံခဲ့တာကိုလည်းအချက်လက်တွေကတတ်သိပြလို့နေပါတယ်။ဒါဆိုဘာလို့တင်းမာမှုတွေဖြစ်နေရတာလဲ။ဒီမေကွန်းကိုလည်းတီဇာနာကပုံပွင့်လင်းနဲ့ထောက်ပြခဲ့ပါတယ်။ဒါနိုင်ငံတစ်ခုလုံးရဲ့ပြဿနာမဟုတ်ဘဲနဲ့ဝင်ငွေနည်းတဲ့အခြေခံအလောက်ကိုင်းတွေကိုပြိုင်ဆိုင်လောက်ကိုင်းနေရတဲ့နေပယ်ဒီမှာသာစားဝတ်နေရေးခက်ခဲမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ပုတ်တိုက်မှုတွေသာဖြစ်ပါတယ်လို့ဆိုထားပါတယ်။ဒါကြောင့်ကျမတို့ဘက်ကအမှန်တရားတိုင်းရက်တည်ပေးတဲ့သူတွေရှိနေသလိုပဲကျမတို့မြန်မာတွေဘက်ကလည်းကိုယ့်ရဲ့အပြုတ်မှုတစ်ခုလေးကြောင့်လူမျိုးကုံသိက္ခာမထိခိုက်နိုင်အောင်ဘယ်နေရာမှာပဲဖြစ်ဖြစ်စီကံရှိတာဝန်ယူမှုအပြည့်နဲ့နေထိုင်မှုကပို့ပြီးတော့အရေးကြီးလို့လာပါတယ်အခုလိုထိုင်းမန်တူကမြန်မာတွေဘက်ကရက်တည်ပေးလိုက်တဲ့အပေါ်မှာမိတ်ဆွေတို့ကဘယ်လိုမြင်ကြပါသလဲကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုလည်း comment box လေးမှာရေးခဲ့ပေးပါဦးเนาะမိတ်ဆွေတို့အနေနဲ့ဘယ်လိုထူးထူးခြားခြားနောက်ဆုံးရတဲ့တွေကိုတင်ဆက်ပေးသွားအောင်မလဲဆိုတာကိုဒီ update new channel လေးကို follow လေးလုပ် subscribe လေးလုပ်ပြီးတော့နောက်ဆုံးရတဲ့တွေကိုအချိန်နဲ့တပြေးညီသိရှိလိုက်ပါအားလုံးကိုကျေးဇူးတင်ပါ